file မှာဆိုပြီးတော့ file မှာဆိုတော့ ER ကို ER file ကိုအရင်ထည့်လိုက်မယ် order ကျွန်းနေလိုက်သူ့နည်းနည်းလေးပြင်လိုက်မယ်ဒီနားလေးမှာလေဆက်ဖို့နေရာအတိအကျပြင်လူနေရကဒီနားမှာငါတို့နည်းနည်းလေးပြင်ဖို့လုပ်မယ်ဝင်တော့ထက်နေလို့တွေ့လားဝင်တော့အကောက်ကြီးဖြစ်နေလေဆက်ဖို့နေရာငါဒီလိုလေးဖြစ်မှာဝိုင်းလေးဖြစ်မှာတွေ့လားအဲ့လိုမျိုးနော်ကိုနေရကိုစမ်းပြီးနော်ဒီပုံစံဆိုတာဆက်လို့အများကြီးအဆင်ပြေသွားတယ်နောက်ပြီးတော့ဒီမှာ polygon border level သွားဒီ border ကို select မှလိုက်ပြီးကျွန်တော်တို့ scale နဲ့ဒီလိုကျုံလိုက်မယ်ရင်းဖြောင်းနဲ့ဖြစ်သွားတယ်တွေ့လားတားကြီးမကျုံနော်တရားဖြစ်တဲ့ဒီတော့မကျုံပြနဲ့အကောင်းမှမဟုတ်ဘူးတို့ move to နဲ့နည်းနည်းရွှေ့လိုက်ဒါမှဟိုဘက်ကလာဆက်လို့အဆင်ပြေမယ်လေဟော okay နော်တန်ကြီးလေးဖြစ်သွားတယ်တပြင်းကြီးလေးဖြစ်သွားတယ်ဒါမှဆက်လို့အဆင်ပြေဆိုတော့အဲ့လိုမလုပ်ခဲ့တော့လေကောက်တော့ဘယ်ပေါ့ရဘာမှမသိဘူးဖြစ်နော်ဒီရှင်နေရောက်ခါမှာကျွန်တော်တို့ဘာလုပ်မလဲ border level ကထွက်ပြီးတော့ front view သွားပြီးတော့ပြန်ချိန်မယ်နော်လည်နိုင်မယ်ဆောင်းနိုင်မယ်ဆိုတော့ကျွန်တော်ပြောသလို scale တူရင် local ယူထားမယ် left view ကနေတွားကြည့်မယ်ဆက်နေလိုက်မယ် scale လို့ခံရတော့နည်းကျင်းနော်လာတော့ပေါ့နော်တော့ပေါ့ဆိုတော့နည်းနည်းအပြင်ဆွတ်ထုတ်ဖို့လိုမယ်နည်းနည်းလေးဒီလိုလှည့်ဖို့လိုမယ်ဒီလိုမျိုးရွှေလိုက်ရတယ်နော်ဒါလက်ပြကနေပြန်တော့နော်သူ့ရဲ့တာဝစုကိုဖြုတ်လိုက်တော့မလိုတော့ဘူး head ရဲ့တာဝစုမှုနဲ့ဒီနဲ့ကိုလည်းဖြုတ်လိုက်တော့ကျွန်တော် vertex level ကိုဆင်းပြီးတော့ဒါလေးနည်းနည်းရွှေ့လိုက်မယ်ဆက်ဖို့နေရအောင်ဆက်ဖို့ polygon နေရအောင်ရွှေ့လိုက်တာနော်F4 အဲ့တော့ဒီ polygon ကိုဒါတွေကို delete နှိပ်လိုက်ပြီနော်တခြားကြည့်ထားဒီ perspective view သွားမယ်သူ့ဘယ်သွားမလဲအတွင်းကိုဝင်ရမယ်ဒါခေါင်းကိုပဲ select လုပ်ထားတာနော်ဒါ head ကို select လုပ်တာ head ကနေပြီးတော့ vertex တွေကို create လုပ်တယ်ဘယ်နေရာမှာလုပ်မလဲဆိုတော့ဒီနေရွက်ဖြစ်ဖို့နေရာနေရွက်နဲ့ဆက်မဲ့နေရာတွေမှာ create လုပ်တယ် snap 2ကိုဖွင့်တာကျွန်တော် right click နှိပ် create ဆိုပြီးလုပ်လိုက်F4 ပြောက်ထားလိုက်နော်နောက်တစ်ခုသူauto သွားကတ်လိုက်မယ်ဒီမြင်းချောင်းပေါ်လာဆွဲလာခဲ့နော်အပြင်ကတော့မရောက်စေနဲ့ပေါ့နော်ဒါဆိုအပြင်ကဒီနားမှာနော်ဖုန်းနေတော့ဒီနားမှာနော်ဒီမြင်းချောင်းတွေထိတ်တယ်မှာ vertex တွေရှိမှာဟုတ်နော်မှားပါပြီနော်အကောင်မှားသွားပြီ undo လုပ်လိုက်ဒီကွာအဲ့တော့ vertex move ကပြန်ထွက်မယ် perspective view သွားမယ်အပြင်ကိုပြန်လှည့်မယ် order ကျူနှိပ်လိုက်ပြီးတော့ vertex move ပြန်ဝင်ရင်စတော့ vertex တွေရှိနေလိမ့်မယ်တွေ့လားနော်ဒါနေရနဲ့ဆက်မဲ့နေရအခုနည်းနည်းပိုရှင်းတယ်တွေ့လားပိုရှင်းတဲ့အခါကျတော့စတော့ဆိုတွန့်ကောက်ပြီးဘာမှမသိဘူးဖြစ်ဟုတ်ပြန်ရွှေ့နော်ဒီငကိုနေရွက်နဲ့ချိန်ထားတဲ့ vertex တွေကိုမရွှေ့ဘူးเนาะကျန်တဲ့ဟာတွေကိုပဲနည်းနည်းပါးလိုကြလိုရရင်ရွှေ့ပြီးတော့ polygon level ကိုသွား create လုပ်မယ် snap 2ကိုပြန်ဖွင့်ရမယ်ဒါဘယ်နေရာစလုပ်ရတယ်ဖြစ်ဘူးလားမှားပါပြီเนาะ delete နှိပ်လိုက်
create လေးဟင်တော့ဖောစာတွေပြတ်ကုန်တယ်ဒီလား vertex တွေဖြတ်ကုန်တယ်အန်တူလို့ create က polygon ဖြတ်လိုက်ရင်ဆိုတော့ F3 နေလိုက်ဟိုနေရွက်နာဒီဟာနဲ့သွားရောတာ create အနေတော့ဒီတော့ဘာဖြစ်လို့မရဘာတက်စာ create မဟုတ်ပါဘူး sorry နော် polygon create လို့နော် create မှုပြန်ယူ create မှုကိုပြန်ဝင်မှပြန်တွေ့မယ်နော်ဟုတ်ရင်ဒီဘာတွေကမတွေ့ဘူးဒီလားနည်းနည်းလောက်အခက်အခဲရှိဒီနေရာလေးကိုအဆင်ပြေအောင်လုပ်ရတယ်ပြီးတော့မှလိုအပ်တဲ့ဖြတ်တာတောက်တာတွေအနောက်မှပြန်လုပ်လို့ရတယ်အမှန်လည်းကြည့်အောင်မျိုးဒီကောင်လေးနည်းနည်းရှုပ်ဒီပေါ်လာလေမျက်လုံးဟောင်းနဲ့အထက်ဆက်လာရှုပ် create ပြန်လုပ်မယ်အဲ့လိုပြည့်သွားနော်ဒါကနေရနေတာကြည့်ရင်ဒီညာနေနေကကွက်တီပဲဘာမှမရွှေ့နဲ့ရွှေ့ရင်ရမှာမဟုတ်ဘူးနော်ပထမဆုံးဆင်ကသူတို့နှစ်ယောက်ကို attach လုပ်ပြီးတော့ဆက်လိုက်တာ right click နဲ့ attach ဆိုပြီးတော့နေရာကို attach လုပ်နိုင်မယ်တစ်ခုတည်းဖြစ်သွားမယ်ဖြစ်သွားရင်ဘာလို့ border ကိုမှတ်လို့ရပြီเนาะ border selection နဲ့ဒီနားမှာဒီလိုမှတ်လိုက်ရင်ဘာဖြစ်မလဲဒီလို selection မိသွားမယ်တွေ့လားနှစ်ခုစလုံးပြီးတော့ control P ဟိုဒါ vertex level ကိုပြောင်း vertex 35ကိုဒါဆိုရင်မှားနေပြီစုံဖြစ်ရမယ်တွေ့လားเนาะဒါမဲ့လောဆယ်35ခုပဲဆက်လိုက်မယ်တွေ့လားเนาะwet လုပ်လိုက်မယ်တနေရာမှာလွတ်နေလိမ့်မယ်လား wet vertex wet လုပ်လိုက်မယ်လုပ်လိုက်တဲ့ဘယ်နှခုဖြစ်သွားလဲ vertex 18ခုနော်တနေရာမှာဇုံဖြစ်ရမှာဆိုတာလေဟိုဘက်နဲ့ဒီဘက်နှစ်ခုတွဲရှိရမှာဆိုတော့ဇုံပဲဖြစ်တာတစ်ခုမှားတယ်ဘယ်နေရာမှားလဲပြန်စစ်မယ် border level ကသွားအပြင်မှာတစ်ချက်နှိပ်လိုက်တယ် display နဲ့ပြန်ဆက်လက်နှိပ်လိုက်ဘယ်နားမှာဆက်မိလဲဆိုရှင်နော်မတွေ့လားဒီလားနော် border လည်းသွားစစ်လိုက်ရင်တွေ့တယ်တိတ်ပြဿနာမရှိဘူးကျွန်တော်တို့ဒီမှာ point တစ်ခုကျန်ခဲ့တော့ဒီ vertex လေးနဲ့ vertex ကဘယ်ဟာလဲဆိုတော့နေရွက်ကဟာဖြစ်တယ်နော်နေရွက်ကဘာမှလာမဆက်ဘူးရတယ် target ဝင်နဲ့တနေရာမှာဆက်လိုက်တာအရင်မကြည့်တော့နေရွက်လည်းရောက်နေလေဘယ်နေရာပါလဲဘယ်လိုလဲဆက်မမြင်ရတော့ဒါဆိုရင်ကျန်ခဲ့ရင်လည်းဒါတိသွားတာပေါ့ဟုတ်တယ်မလား border နဲ့ပြန်စစ်ကြည့်ဒီနားမှာဒီဘက်ကဟာဟုတ်တယ်လေဒီဘက်မှာ border မရှိရတော့တွေ့လား 0 edge selected ဆိုတာမှန်တယ်နော်ဒါ zoom နဲ့မဖြစ်ကြရတခုမှားနေပြီဆိုတော့သိရအောင် symmetry modifier တင်မယ်ပြီးတော့ flip နှိပ်လိုက်မယ်ပြီးတော့ဘာလုပ်မလဲ turbo smooth တင်လိုက်ရင်ဒါ okay နေပြီဟိုဘက်ရောဒီဘက်ရောနေရရှိပြီးသွားပြီတွေ့လားနော်တစ်ဖက်မှာထည့်လိုက်တော့နောက်တစ်ဖက်ထည့်စရာမလိုဘူးနော် symmetry ပြန်တင်လိုက်ရင်ပြန်ထွက်လာမှာဟုတ်တယ်မလားအဲ့ဒါနားလောက်လိုက်ဒါလည်းပဲ okay ပဲနားရင်းနည်းနည်းတွန့်နေတော့ဒီနားလေးမှာ polygon နည်းနည်းခွဲပြီးတော့ညှိလိုက်ရင် okay ပဲနော်အဲ့ဒါလေးတော့ကိုယ့်ကိုဆက်လုပ်လိုက်ဒီမှာ target web တွေပါလေလုတ်တင်တာတွေလုတ်လိုက်ပေါ့နော်
နဲ့ကြည့်ပြီးတော့ဒါဒီပိုင်းနေကြတော့ဒါဆက်တော့မခက်တော့အဓိကတော့ဒီမှာသူ့ကို target wet တွေမလုပ်ခင်မှာဒါတွေဖြတ်တာလို့တောက်တာလို့ရွှေ့တာလို့မလုပ်နဲ့ဒီနားလေးတွေကပြန်ညှိကိုလုံးဝမလွယ်ဘူးအတွင်းကိုဝင်ပြီးတော့လေမြင်လည်းမမြင်ရအောင်ဒီမှာအခုတော့ရမ်းတန်ပြီးတော့ရတာလေဒီနည်းရပိုင်းရတယ်